ဓမ္မတော်ကအင်းဝါရာသာကိုတို့ပေါင်းဆက်ခြင်းဟာအင်းနဲ့ဝါမှုသက်ဆိုးမရှိဦးမနှွေးဘူးတဲ့ကိုယ်မျိုးသမီးဗေဒင်လက္ခဏာလူနဲ့ဘလူလက်ခတ်တွေထက်ကံကံအကျိုးနဲ့မေတ္တာတရားကိုသာကိုယ်မျိုးသမီးမြန်မာသိက္ခရိအားဖြင့်1388ခုနှစ်တပင်းကျော်အလားပြည့်ကျော်ရှေ့ရခရစ်နှစ်အားဖြင့်2025ခုနှစ်အောက်တိုဘာလ14ရက်အင်္ဂါနေ့ကောင်းမြတ်သောမင်္ဂလာချိန်ခါနာရီကိုရောက်ရှိပြီဖြစ်ပါတော့ကြောင့်မင်္ဂလာအခမ်းအနားအားစစ်တရေမင်္ဂလာပေါင်းနှင့်ပြည်စုံစွာစတင်ဖွင့်လှစ်မှာဖြစ်ပါလိမ့်ခင်ဗျာဒီဆန်းနဲ့မင်္ဂလာရွှေကဟီနှဖျားဆင်လျာကလက်ထက်တဲ့အချိန်ရောက်လာနတ်တွေဝါလဲမိုင်းမှာအောင်မင်္ဂလာအောင်မြင်ရသည်အခါရည်ရဲ့စိတ်ကပန်းနှင့်နှိမ့်ခန့်အကျွမ်းထိတ်များခဲတွင်နတ်ပံမြေစာတတိယနှင့်ရေပြပြုစီယူကောင်းပြုပတနာတိတ်နမိတ်ကောင်းဘိတ်သိတ်တော်၏တောင်းမှတော်မူမြာရွှေကဟီနှဖျားဆင်လျာကလက်ထက်တဲ့အချိန်ရောက်လာနတ်တွေဝါလဲမိုင်းမာစီယာမနောစိတ်မှာပရောဟိတ်ဆရာဂါထာကျွရအောင်ညောင်းဝေဖြာတပြေနုဝေခယုဇေယတုအောင်မင်္ဂလာနှစ်ပတ်သောမိဘများနှင့်ဆွေမျိုးများအားအမှုထား၍အမျိုးသားမောင်အိတ်သက်အောင်ဘရောသမီးမတ်ဒေယာနွေတို့ဤလက်ခမင်္ဂလာစိတ်ညာမင်္ဂလာကိုအကြောင်းပြု၍ဒီကဘာကြီးလင်းနေမင်းစကားဟာဒီကဘာရဲ့တချင်ပဲမင်းစီအောင်နေကဘာတစ်ခွလုံးစေးချေမင်းတွေ့ကပြလေးကဘာနဲ့ရင်ရေးပွဲမင်းနဲ့ရဲ့အရာရာတိုင်းလွန်ချုံတယ်မင်းမြပြင်းချေစုံစမ်းနာရွယ်ရငယ်ချစ်ကူကိုလေဒီလို瞬间ဆိုရလေချမင်းလေးတယောက်ကိုဆက်ပြီးချစ်နေဖို့